နောက်ဆုံးတင်ထားတဲ့ဒီ BTS concert နဲ့ပတ်သက်ပြီးတော့ဟလာကိုအမေအများဆုံးက concert ticket ဘယ်လိုဝယ်ရမှာလဲ BKK ကဆိုရင် visa လို့လားconcert သွားကြည့်ဖို့ပါတယ်လို့လဲဆိုတော့ personally ပြောရရင်ဟလာအဘက်ကဘယ်လို ticket ဝယ်ရမလဲဆိုတာတော့ဟလာမသိဘူးဒါပေမဲ့အရင်ဆုံး ticket ကိုရအောင်ဘယ်လိုဝယ်ရမလဲဆိုတာအရင်ဆုံးတေချာရှင်းပြပေးမယ်ပေါ့နော်အခုဟလာစာရေးလိုက်ဖက်ကြည့်ရတလောက်ဆိုရင်အဓိကဝယ်ရမှာကပထမအဆုံး ticket ဝယ်ခင် army membership ကိုအရင်ဝယ်ရမှာပေါ့နော် membership ဆိုတာကဒီ US ဒီ membership ရှိရသူဆိုရင်သူတို့ကဒီ ticket ကို pre-sale ရောင်းတဲ့အချိန်မှာ notification ရပြီးတော့ ticket အရင်ကြိုရောင်းတဲ့အချိန်ကျရင်ကိုက notice ရပြီးကိုကဝယ်လို့ရတဲ့ပုံစံမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုမှမဟုတ်ဘူး army membership မရှိဘူးကွာအရင်လည်းမကြိုက်ဘူးဒီတိုင်းပဲအပျော်သွားကြည့်ခြင်းနေဆိုရဲသူရဲ့ address ဆိုရင်လည်းဒီလိုမျိုး ticket ရောင်းတဲ့ website တွေကနေပြီးတော့ဒီ January လ22ရက်နေ့မှာစပြီးတော့ဝယ်လို့ရပြီပေါ့နော်ဒါပေမဲ့ US army membership ရှိရသူတွေဆိုရင်တော့အရင်ဝယ်လို့ pre-sale မှာနေဝယ်လို့ရရပေါ့နော်ဘာလို့လဲဆိုတော့ဟလာတို့က membership ရှိရတဲ့အတွက်ကြောင့်အဲ့တော့ membership မှာအမျိုးမျိုးရှိရပေါ့နော် Japan membership global membership US membership ဆိုပြီးသုံးလို့ရတယ် Japan သူတွေအတွက်ဆိုရင်တော့ Japan membership တည်တံ့ဝယ်ရပါမယ်ကိုက US မှာနေရဆိုရင်တော့ဒီ US membership ဒါမှမဟုတ်ကိုကဒီက global ကတခြားတနိုင်ငံဖြစ်တယ်တခြားAsian တနိုင်ငံဆိုရင်global army membership ကိုဝယ်ရပါမယ်ပေါ့နော်ဟလာနှစ်ခုလုံးမှားပြီးဝယ်မိသွားတယ်ဘာလို့လဲဆိုတော့အစ global membership ဝယ်ထားတာပေါ့နော်နောက်ကြမှာဟလာကဒီ state ထဲကထွက်လို့မရအောင်ဆိုတော့ဟလာက US membership ကိုပြောင်းဝယ်လိုက်တယ်ပေါ့နော်အဲ့တော့ဟလာမှာနှစ်ခုလုံးရှိတယ်အခု membership ဝယ်တာအလောက်မခတ်ဘူးပေါ့နော် Weverse မှာသွားပြီးဝယ်လို့ရတယ် Japan membership ကတော့ဈေးအကြီးဆုံးပေါ့နော်ဟလာတို့ US membership exclusive ဆိုရင်တော့22ကျပ်22ဒေါ်လာglobal membership ဆိုရင်တော့ဒေါ်လာ20လားမသိဘူးအဲ့လောက်ပဲရှိရ membership ကအလောက်ဈေးမကြီးဘူးပေါ့နော်အဲ့တော့အခုကအကုန်လုံးကအရင် stress များပြီး membership ကဘယ်လိုလုပ်ရလဲ membership ဝယ်တာအရင်လွယ်ပါတယ် Weverse ကိုသွား Weverse မှာဒီ BTS ရဲ့fandom မှာ shop ကိုသွား shop ကနေပြီးတော့ membership ဆိုပြီးတော့ကိုယ့်ရဲ့ global မြန်မာဆိုရင် global membership က BKK သွားကြည့်မယ်ဆိုရင် global membership ဝယ်လဲရုံပဲအမှာကိုယ့်ရဲ့ address လိပ်စာ credit card number ကိုယ့်ရဲ့ payment ကိုဘာနဲ့ပေးမှလဲအဲ့ကိုယ့်ရဲ့ visa card number ထည့်ကိုယ့်ရဲ့ address ထည့်ကိုယ့်ရဲ့passport ပေါ်ကနာမည်အဲ့လိုထည့်ဒါပဲပေါ့နော် membership ဝယ်ရအရင်လွယ်ပါတယ်